ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကိုတန်းထုံးဆက်လန်းထဲမှာပါတယ်ဒီလူကိုရိုဘော်ကြီးရဲ့ဆက်နီးကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီကောင်ရဲ့ခန္ဓာကိုယ်ပုံစံအောင်ကြည့်ရတာတော့ပစ္စည်းရဲ့အများကြီးလိုမဲ့ပုံပါပဲအဲအကြောင်းဘယ်လိုမှာလီကိုအဲ့လိုပစ္စည်းသေးသေးလေးတွေများများရှိဖို့တော့လိုတာပေါ့ဟုတ်တယ်မလားရစားကြအောင်โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်မဲရတော့ဘာညာစူပါပလာတာဟန်နာရီပဲပြောပါတယ်ခေါင်းဆက်ဖို့ဆိုရင်တော့ဒီပစ္စည်းလေးလိုပါမယ်โอเคစားဆက်လိုက်ကြအောင်ဒီဆုံးဒါလေးကဒီမှာအနောက်မှာဒါလေးနဲ့တက်ရပါမယ်ဒီလိုကျွန်တော်တို့ခေါင်းဆက်နေကြအတိုင်းပါပဲဒါကတော့ကျွန်တော် TikTok မှာဟိုးရန်နာမည်ကြီးတဲ့ခေါင်းပုံစံလေးပေါ့တန်းရပြီဒါတော့ကောင်းအဲ့လေဆိုတော့နောက်တစ်ခုကတော့ဘိုက်ကတော့နည်းနည်းခက်တယ်ပေါ့နော်ဒီပစ္စည်းလေးလိုပါရဲ့ဒါဒီဘက်ကဟာတွေကတော့နောက်ပြန်အချောတက်ဖို့ဟာပေါ့ဗျာဒီအောက်ဆုံးကအနောက်ဆုံးနဲ့အပေါ်ကအရှည်ဆုံးဆိုတော့ဒီလိုလေးရပြီဆိုရင်အပေါ်အဆင်းအောင်လေးနဲ့တက်မယ်ဆောင်းနေတယ်လည်းမလာရတာလဲပြီးဆိုရင်တော့ဒီမှာလာလေးတက်မယ်ဒီအလေကဒီဟာကိုဒီလိုမျိုးအောက်လေးချပြတက်ဆက်ပြအပေါ်ကကြော်ရန်လေးပဲပြတက်တန်ဒီမှာဒီလိုလေးဆိုရင်ရရွှေ့တူမပြရင်နောက်ထပ်လက်တွေတက်ဖို့ကြတော့ဒီမှာပခုံးပေါ့ပခုံးလို့ခေါ်လာတယ်ဒီလိုလေးရပါပြီဆိုရင်ဒီမှာဒါလေးထပ်တက်အဲ့လေနောက်ရင်ဘောကရပါပြီဆိုရင်တော့ဒီမှာချောတက်မဲ့ပစ္စည်းလေးပေါ့ချောတက်မဲ့ပစ္စည်းလေးဒါလေးလိုမယ်ဒါလေးလိုမယ်โอเคဆိုရင်တော့ဒီဟာလေးကတော့ဘယ်လိုကြီးဒီနားမှာတခြားဟာဖြစ်ဖြစ်တစ်ခုကြိုက်ရတက်လို့ရကျွန်တော်ဒါလေးတက်လာတယ်အပြာရောင်မှာအပြာအကြီးအောင်လေးဒီမှာတော့ကျွန်တော်ပိုက်ရပြီပြောတယ်တန်အဲ့နောက်တစ်ခုကတော့ခြေထောက်တွေတက်ဖို့တော့ခါပေါ့ခါအဲ့ဒီပစ္စည်းတွေကတော့ Bluetooth နဲ့တိတ်ရင်းနှီးလောက်မှမဖြစ်ဘူးပေါ့ဒါတော့ကျွန်တော်ရလာရအောင်ဒီနားမှာကအဲ့ဒါအစားဒီလိုမျိုးဟာလေးသုံးလိုက်ရပါတယ်ကျွန်တော်ပစ္စည်းတွေတိတ်မရှိတော့လို့ဒီဟာယူသုံးလိုက်တာညာဒီနှစ်ခုကိုတွေ့မယ်ဆိုရင်ဒီလိုလေးတက်အဲ့လေဒီမှာစောင်းနေညှိပြီအဲ့လေရပါပြီဆိုတော့နောက်ထပ်အနေနဲ့ကတော့ဒီဟာလေးကိုဒီမှာဒီလိုပြီးရင်ဒီဟာကဒီမှာနောက်မှာဇိုးလေးပါဘောနော်အဲ့ဒါဆိုဒီနောက်မှာတက်လို့ရတယ်ဆိုတော့ပြောင်းလေးနောက်ပြန်ရင်ဒီလိုလေးရရွှေ့ဖြစ်ပါရဲ့ဆိုတော့6လောက်ရင်ဆက်ပြရင်ကောင်းမလားလက်ရင်ဆက်ပြရင်ကောင်းမလားလက်ကပိုလွယ်မယ်တို့တော့ထင်ပါတယ်လက်ပဲရင်ဆက်ပြလိုက်မယ်ညဒါကတော့လက်ကိုမှဘယ်လိုပြောရမလဲလက်မအောင်ပေါ့ဟုတ်တယ်မလားအဲ့လေနောက်ပြန်ရင်ဒီဟာလေးကိုဒီပေါ်မှာတက်တော့ရင်ဒါကနေဒီလိုမျိုးပေါ့ဟုတ်တယ်ဒီအောက်ကိုဆင်းသွားမယ်ပြီးရင်ဒီလိုဒီနားမှာလက်ထည့်လိုက်ဒီဟာဒီလိုတက်လို့ရပါပြီโอเคဆိုတော့ဒီဘက်မှာကကျတော့ခြားလေးပေါ့နော်ရလားအဲ့ဒါလေးကိုဒီလိုတက်ပြီးရင်ဟောကောအောက်ချရင်အပေါ်တက်ပူကောင်းတယ်ဆိုတော့အဲ့နောက်ကိုညီအောင်ဒီလေးနောက်ကနေတက်ရပါပြီဖြစ်ပါရေကူကူကာကာအဲ့နောက်ထပ်လည်းအတိုင်းပေါ့နောက်လက်ကတော့ဒီလိုပေါ့တူတူပါပဲဟိုဘက်ဟာနည်းနည်းဟိုဘက်ဒီဘက်ဒီလိုကွာဟုတ်ပါမဟုတ်ဟုတ်တယ်တူကြောက်ပြီပြီးရင်ဒါကဒီလိုဒါဟာကြောက်ပြီဒီလိုပေါ့ဆိုတော့ကျွန်တော်ပြောရမယ်ဆိုတော့ကျွန်တော်ကအဲ့လိုတိုင်းသားမှာနေရဆိုတော့ဟိုတနေ့ကကျွန်တော်တိုင်းသားမှာသွားရင်းနေတာပါအဲ့လိုဖုန်းလုခံရတာပေါ့ကြာအဲ့မှာကျွန်တော်လည်းမှာအရင်ဖုန်းကြီးပါသွားတော့ကြာအဲ့ဖုန်းထဲမှာကျွန်တော်လီကိုမူဗီအသစ်ထွက်အပ်တစ်ထားပြီးတော့မှာကွာမပါတော့မှာအစပြန်အဲ့ဒီရတော့ဒီမှာဖုန်းအသစ်ကလည်းအရင်လိုမှောင်ခိုတဲ့ app တွေတွင်းလို့မရအောင်ဖြစ် official လုံးမှာလုံးမလို့လားမသိဘူးကြာအခုလည်းလက်နက်ဖက်ပြီးသွားရဖြစ်ပါလေတန်ဒီပစ္စည်းလေးတွေကိုကျွန်တော်ဒီအလဲကနေစပြီးဆက်ပြပါမှာဖြစ်ပါလေဆိုတော့ဒီလိုမရတာဒီလိုလေးတက်ရမယ်
ပြီးရင်တော့ဒီမှာနောက်ထပ်ဘောချိုင်းတစ်ခုဒါဒီလိုတန်းပြီးပြီဆိုရင်တော့ဒီမှာကဒီလိုအချောင်းလေးနဲ့ကားဘိန်းတွေမှာတက်တဲ့ဟာလေးဆိုတော့နောက်ဆုံးအနေနဲ့ဒီလိုဟာလေးကိုဒီအောက်ကလွတ်နေပေါက်လေးမှာဖြည့်လိုက်အဲ့ဆိုတော့လက်ဖက်ရပြီပဲဖြစ်ပါတယ်တန်ဆိုတော့နောက်ပြီးကြရင်တော့ဒီနားလေးမှာဒါလေးကိုတက်မယ်ပြီးရင်ဒါထက်တက်ဒါတော့အချောပေါ့နော်ပြီးရင်ဒါတက်ဒါလေးထက်တက်မယ်ပြီးရင်ဒီအလုံးလေးကိုတက်ပြန်ဒီလိုလေးဆိုရပြီအဲ့လေပြီးတော့ဒီဟာကဒီလိုလေးဆိုဟုတ်တယ်ဒီလိုလေးဆိုရနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ကဒီဟာလေးရောဒီဟာလေးထည့်လို့လေးပါဒါလေးတက်လိုက်မယ်အဲ့နောက်တစ်ခုကပြောက်သွားတယ်မသိဒီလိုလေးပေါ့အဲ့တန်းပြီးသွားပြီဆိုရင်တော့ဒီမှာတင်ပေးပါပေါ့ဒါလေးတက်အောင်မယ်တက်ရအောင်မယ်ဆိုတော့ဒီလိုပြီးရင်ဒါပြီးနောက်ပြီးကြရင်ဒီနှစ်ခုရှိတဲ့ကြားပေါ့အဲ့ကြားကဒါလေးတက်ဒီချာကိုအောက်မှာထားပေါ့အောက်မှာထားတော့ချီဦးအောက်မှာထားတော့ချီဦးအောက်ထားတဲ့ခါဒီတော့ပြောကျွန်တော်ဖမ်းမပြီးစနေပြီလားအောက်ထားခါဒီကတို့လေးโอเคဒါပြတာမှန်တယ်အခုအောက်ထားလို့ရတယ်မပြန်ရင်ဒါလေးကိုဒီပုံမှာတင်လိုက်မယ်ပြီးရင်ဒီလိုလေးရလာရွက်ချပါလေနောက်တစ်ခါဆိုတော့ဒါလေးလိုပါကျွန်တော်ပစ္စည်းတွေတခြားမစီးလိုက်မိလို့ဒီလိုလေးဒီမှာကောင်းမယ်နော်ဒါကဒီလိုပြီးရင်ဒါကဒီလိုလိုရတယ်နောက်ပြီးကြရင်တော့ဒီဘောကဒီအတုံးလေးကိုဒီလိုတက်ဒီပါရင်ဒါလေးကိုတက်ဒါဖုန်းတင်နေဆိုတင်လာတည်ရောပါဟုတ်မလားညာမောင်းလိုက်တင်လိုက်ကျန်နောက်ကြရင်တော့ဒီမှာအပေါ်ကအချောတက်တဲ့ခါလေးတန်အိုး shit ဒီလိုဒီလိုပြီးရင်ဒီကဒီလို yeah ဒါပြီးဆိုတော့ဒီမှာဒီဟာလေးဒါမဲ့ပြီးရင်ဒီဟာလေးဟာဒီလို okay ရပြီနောက်ကြရင်တော့ဒီမှာကူကူကာဆောင်းကြကူကူကာထင်မယ်ရပြီပြီးရင်ဒီလိုကျွန်တော်အခုဆက်တဲ့ပုံစံနဲ့လင်းလိုနေဆိုတော့ကျွန်တော်ခဏနေတွေ့ရှင်သွားရတော့မှာဆိုတော့โอเคအဆိုဒီမှာဒီလိုလေးရပြီပဲဖြစ်ပါတယ်ဆိုတော့ဒီလိုလေးပေါ့ဒီဘက်ဟာလေးကျွန်တော်ပြောက်သွားလို့ရဘရိုးမှရှိနေဆိုရင်တော့တက်လိုက်ပေါ့တော့ကြာရင်နောက်ဆုံးတစ်ခုကတော့လက်ပြီးသွားရင်6ကတော့ရဆက်ပြောက်အောင်ပါမဆက်ပြောက်ရရင်လို့ကျွန်တော်မထားခဲ့ပါဘူးဆိုတော့ဒါကတော့လက်ပဲဖြစ်ပါတယ်လက်ကတော့ဒီလိုမျိုးဘုံလုံးတန်လာရွပြောနေပြီပြီးရင်ဒီဟာတက်ဒါကလက်တစ်ဖက်နောက်လက်တစ်ဖက်ထပ်ပြီးတော့လက်လုတ်ပါဖို့လုတ်အဲ့လေလက်နှစ်ဖက်သူရှင်ကပြန်ရောက်လာပြီဆိုတော့ဟေးတကက်ပြောင်းပြီးတော့6ဆန်ကြီးဆက်သွားလိုက်ကြအောင်ကြည့်ရတော့ဒါလေးပဲလိုတယ်ဗျာဘာလို့လဲအဲ့ဒါโอเคဆိုတော့နောက်ထပ်ဟုတ်လေနောက်ဆုံးကတော့ဒါလေးပဲကြံတော့ရဒီလိုလေးတော့ဒီမှာဒီလိုရပြီဆိုတော့နောက်တစ်ခါလည်းအဲ့လိုလေးလုပ်လိုက်ပေါ့
ရဒီလိုမျိုးရလာပြီဆိုရင်တော့နောက်ဆုံးအနေနဲ့တစ်ခုပဲကျန်တော့ရဲ့အဲ့ဒါလုံးရတော့လောက်ပေါ့ဒီမှာဒီလိုလေးပေါ့ရဒီပစ္စည်းလေးကတော့ဒီမှာဘရိုနဲ့ရင်းနေရင်းနေအောင်ရင်းနေရင်းနေမှာပေါ့ရဒီလိုမျိုးတာမန်ဘောကြောင်မှာဒီမှာဒီလုံးပါထားလေးပေါ့ကျွန်တော်အဲ့ဒါလေးသုံးထားပါဒီတိုင်းတာမန်ဘောကြောင်ထားလေးနဲ့သုံးလိုက်ရပါတယ်ရဒီမှာဒီလိုဟာလေးပေါ့နော်ဒီလိုဟာလေးကကျွန်တော်ဒီတိုင်းပဲအချောလုပ်တဲ့ဟာကိုဘယ်လိုဒီဟာမသုံးကျင်လည်းရပါတယ်ကျွန်တော်ကအချောသုံးတဲ့ဟာလေးပြတာဘယ်လိုလဲနောက်တစ်ဖက်အဲ့တိုင်းပဲရနောက်တစ်ဖက်ဆိုတော့ကျွန်တော်ကဒီမှာဖုန်းအတင်းနေဆိုတော့ဒီဖုန်းတစ်ကကျတော့ကျွန်တော်အရင်ကလို့မှောင်ခို app တွေ down များတော့ဆိုတော့အမှပြဿနာဘယ်လိုစဖြစ်လဲဆိုတော့ကျွန်တော်ကstop motion studio တဲ့ဟာကိုမှကျွန်တော်ကအဲ့လို overversion down တာဗျာကျွန်တော်အခုကျတော့အဲ့လိုမျိုးခါကြီး down လို့မရတော့ဘူးဆိုတော့ရသိရတဲ့အတိုင်းပဲကျွန်တော်ဝယ်ရတော့မှာပေါ့ရ13000နဲ့ကျွန်တော်လေးအဲ့ဒါနည်းပါပတ်စံလေးပါလေးစုပြီးတော့ဝယ်အောင်မယ် stop motion video တွေတော့လာဖို့တိတ်မမျောရတယ်ပေါ့ဗျာ stop motion လုပ်ဖို့လဲအဲ့ stop motion app ပဲအကောင်းဆုံးရှိရကျန်တဲ့ app တွေကတိတ်သုံးလို့မကောင်းရခုဆိုတော့ရရဖြစ်ပါတယ်ပစ္စည်းတွေအကုန်လုံးကိုပေါင်းမယ်ဆိုတော့ခေါင်းကနေစဆက်လိုက်ကြအောင်โอเคရချောင်းနေရပေါ့နော်ရကျွန်တော်ဘောကြောင်ရတိတ်မကောင်းတော့ဘူးဆိုတော့မချောင်းတဲ့ဟာတစ်ခုတော့ရတယ်yeah ဟိုယိုးကျုပ်ကုန်ပြီဒါရလည်းချောင်းနေတယ်တော့ဒါတော့မရတော့ဘူးစာရွက်ထဲမှာရတော့မယ်အဲ့လေချောင်းနေသေးရဲ့ချောင်းနေရပဲကိုဟဲ့လေခြေထောက်တွေကချောင်းနေသေးတယ်နောက်ဆုံးတော့ရလာပြောပါတယ်ရအောင်မဟုတ်လက်ကြတယ်ဆိုတော့ကျွန်တော်ရှိမှဒီလိုမျိုးအကောင်ဆက်နီးလေးတွေကိုကြည့်ပြီးတော့like ဆက်ချင်တယ်ဆိုရင်တော့ညာကျွန်တော် channel ကိုsubscribe လေးလုပ်ပေးပါပါနောက်ပြန် like လေးလည်းနှိပ်ပေးပါပါဒါကျွန်တော်တို့အများကြီးထောက်ကူဖြစ်ပါတယ်အားလုံးပဲ bye bye